မုတ်ဒီတုတ်ဆိုရင်မန္တလေးမှာဘယ်ဆိုင်ဝင်စားစားအကုန်လုံးကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့မုတ်ဒီတုတ်ကမန္တလေးမြို့ရဲ့ဒေသအတွက်အစားအစာတစ်ခုလို့ဖြစ်နေလို့ပေါ့။ပေးရတဲ့ဈေးနှုန်းပေါ်မူတည်ပြီးတော့ဒါအရသာအနေငယ်ကွာခြားမှုလေးတွေတော့ရှိတာပေါ့နော်။ကျွန်တော်ဆိုင်မှာဆိုရင်လည်းမုတ်ဒီတုတ်တစ်ပွဲကို2000နဲ့ပေါ့နော်ငဖယ်လေးနဲ့ထည့်ပြီးတော့တုတ်ပေးထားတာပေါ့။သူရတာလေးနဲ့သူပေါ့။စားဘူးသေးလို့ဆိုလို့ရှိရင်လာပြီးတော့ရည်ကြည်ကြဖို့လည်းဖိတ်ခေါ်ပါတယ်နော်။ကျွန်တော်ဆိုင်ကလက်ရတော့မန္တလေးသူကျွန်တော်ရဲ့ချစ်မန္တလေးသူကြီးကိုယ်တိုင်တုတ်တဲ့မုတ်ဒီတုတ်လေးပေါ့ဗျာဒါပေမဲ့သူရတာလေးနဲ့သူတော့စားလို့အဆင်ပြေမှာမလို့ရှုံးကြည့်တယ်ဗျလာပြီးတော့အားပေးကြအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်နော်မုတ်ဒီတုတ်ကတော့ဆိုင်မှာမီနူတစ်ခုအနေနဲ့သတ်မှတ်ထားပေမဲ့လို့ပွဲရည်အများကြီးတော့လောက်ထားတာမျိုးတော့မရှိဘူးဗျဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကစားတဲ့သူတွေအဆင်ပြေုံတော့ပွဲရည်ကန့်တက်လေးနဲ့ပဲလောက်ထားတာလေးမလို့ပါအဓိကတော့မိုဟင်းကအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့မုတ်ဒီပွဲကတော့ဒီအတွက်ကန့်တက်ချက်လေးရှိပါတယ်เนาะပွဲရည်များများဆက်သားယူခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော် profile မှာဒီဆိုင်ဖုန်းနံပါတ်လေးရှိပါတယ်ဗျအဲဖုန်းနံပါတ်လေးကိုတရက်ကြိုပြီးတော့ချိတ်ဆက်ပြီးတော့ဆက်သွယ်မှာယူပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်เนาะ